ကဲအဲ့မှာနော် Vivo X100 ရှာနေတဲ့သူတွေအတွက်နော်အဲ့မှာသူကမှခုံးမှပေါ်လိုက်ပဲကင်မရာလေးဆိုရင်သူက share ကောင်းသူကအဝေးဆွဲလို့ရရင်နော်ဒီအောင်လေးဆိုကင်မရာလေးဦးစားပေးတဲ့အဲ့ပါနော် Vivo ထဲကနော်အဲ့မှာအဲ့အားလေးတော့စကန်အလုံးတန်ရမှာနော်အဲ့မှာနော် RAM 16 512 GB ရှိမယ်သူက RAM 16 256 GB ရှိမယ်နော်သူကစေတုံးကတော့ဟွာ3000ဝန်းကျင်တော့ပဲရှိမှာပဲနော်ဒီကောင်လေး3000ဝန်းကျင်တော့ပဲရှိမှာနော်သူကအတစ်စေးတရားဆိုရင်သူကအရင်တော့ဆိုရင်သူက9000ကျော်ရှိပါတယ်အခုဆိုရင်တော့အခုတော့မရှိတော့ပါဘူးနော်အတစ်တရားဆိုတော့စကန်အလုံးထဲပဲရှိပါမယ်စေးလေးတန်စေးရမယ်နော်အဲ့ရလေးကိုမိုက်ပါနော်လို့ချင်းနေဆိုရင်ကျွန်တော်စီမှာဆက်တွယ်မြင်လာလို့ရပါတယ်နော်သူက software တွေပါအကောင်လုံးထည့်ပေးရမယ်မှာ software ပိုင်းကအကောင်လုံး Facebook ပိုင်းကအကောင်လုံးနော်သူကအကောင်လုံး VPN တွေပါအကောင်လုံးတစ်ခါတည်းထည့်ပေးမှာဖြစ်ပါတယ်နော်ကျတဲ့ဆိုရင်ကျွန်တော်စီမှာမြန်ဆက်တက်ခဲ့ပါနော် BG ဘက်မှာလည်းပို့ပေးပါတယ်ရွှေလီမူလီမှာဆိုရင်အိမ်ထဲရောက်ငွေချေလို့ရရင်နော်မို့ဆယ်နန်းကမ်းမှာလည်းအိမ်ရောက်ငွေချေလို့ရပါတယ်နော်1 day မှာလည်းရပါတယ်တော့ပို့ပေးလို့ရပါတယ်နော်တော့ပြည့်ပြည့်နေရဖြစ်နော်တော့ပို့ပေးလို့ရရင်နော်နော်အလုံးတန်းတရားကင်မရာရှင်စေးမိုက်နော်ကျွန်တော်ဖုန်းနံပါတ်လေးတင်ထားပေးပါမယ်ကျွန်တော်စီမှာဖုန်းဆက်ပြောင်းမြင်လေးလို့ရပါတယ်နော်